အားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့ visa စ try တဲ့အချိန်မှာကျွန်တော်တို့ D4 ကိုရွေးချယ်တင်လား D2 ကိုချက်ချင်းရွေးချယ်တင်လားဘယ်လိုရွေးချယ်တင်လဲဆိုတာနဲ့ပတ်သက်ပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်လာမေးကြတယ်တချို့အများကြီးပေါ့နော်။ဘာဖြစ်ကြလဲဆိုတော့မြန်မာပြည်ကနေ try မယ်ဆိုရင်D4 ကို try ရမလား။အကိုပွဲရထားတယ်အကြောင်းပြီးထားတယ်။အဲ့တော့D2 ကိုပဲချက်ချင်း try ရမလား။အလုပ်လုပ်ချင်တာအဆရှိတဲ့အဖြစ်ပေါ့နော်။အဲ့တော့ visa တိုင်းတာနဲ့ပေါ့နော်။ D4 ရှောင်း visa ပို့ရနိုင်လား D2 ရှောင်းရနိုင်လားအဆရှိတဲ့အဖြစ်မေးကြ။အဲ့တော့ကျွန်တော်တို့ D4 ရွေးချယ်တင်လား D2 ကိုရွေးချယ်တင်လားဆိုတာကအခြေအနေအများကြီးပုံမှာမူတည်ဘေးချက်ဒီပုံမှာအခြေခံပြီးတော့စဉ်းစားတင်လဲဆိုရင်ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ဦးစားပေးအချက်ပြောရမယ်ဆိုလို့ရှိရင်ဘာသာစကားပေါ့ကိုရီးယားပြည် English လို့သုံးလို့ရတဲ့နိုင်ငံမဟုတ်ဘူးအဲ့တော့နေရာအများစုမှာအဓိကကိုရီးယားစကားမရဘူးဆိုရင်ခက်ခဲဖြစ်တယ်ကိုရီးယားစာမရဘူးဆိုရင်ခက်ခဲဖြစ်တယ်အဲ့တော့အချိန်ပိုင်းအလုပ်ရှာမယ်ဆိုရင်အစကိုကဘာသာစကားကိုတိုင်းတာတစ်ခုဒီ communicate လုပ်နိုင်တယ် listening လည်းရတယ် speaking လည်းရတယ်အဲ့လိုမျိုးအတိုင်းတာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ2ကို try မယ်ဆိုလို့ရှိရင် try လို့အဆင်ပြေတယ်ကိုကဘာသာစကားအဲ့လောက်ကြီးရတာမဟုတ်ဘူးဒီရဲ့ communicate လုပ်ဖို့လည်းမရှိဘူးအတွေ့အကြုံလည်းမရှိဘူးပြီးရင်ကို speaking ကိုဒီမှာလည်းအားနည်းတယ်ဆိုတဲ့အတိုင်းတာမျိုးရှိရဆိုလို့ရှိရင်တော့D2 ကိုချက်ချင်းမ join နဲ့ D4 ကိုပဲဦးစားပေး join လို့ကျွန်တော်တို့အကြံပေးခြင်းတယ်ဟုတ်ဘာလဲဆိုတော့ကိုရီးယားတွေရဲ့ culture နဲ့ပတ်သက်ပြီးကိုဘယ်လောက်ထိသိထားလဲသူတို့ရဲ့ယဉ်ကျေးမှုဥပမာဘာသာစကားပိုင်းဆိုင်ရာမှာလည်းရှိတဲ့ယဉ်ကျေးမှုတွေတကယ်အပြင်မှာပေါ့နော်ပေါင်းသင်းဆက်ဆံရေးလူမှုဆက်ဆံရေးတွေမှာလည်းရှိနေတဲ့သူတို့ရဲ့ culture တွေနောက်ပြီးသူတို့ရဲ့ပတ်သက်တဲ့ဒီ talk တွေသူတို့ရဲ့လက်ခံယုံကြည်မှုတွေဒီယာတွေနဲ့ပတ်သက်ပြီးတော့ကိုကဟိုမှာတချင်းတွေတရားတော်ကောင်းကျွန်တော်တို့ရုပ်ရှင်တွေတရားတော်ကောင်းတော့မဟုတ်လို့ရှိရင်ကိုတကယ်အများကြီးလေ့လာထားတော်ကောင်းဒီလူမှုဒီ society ဒီ community ရဲ့ culture တွေကိုကောင်းကောင်းနားလည်မယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ D2 စာသင်ခန်းထဲဝင်ဖို့အဆင်ပြေတယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ D4 ပဲ join ဒါဒီပို့ပြီးတော့အဆင်ပြေမယ်ဒါတွေအကုန်လုံးရဲ့အနှစ်ချုပ်ကဘာပေါ်မှာမူတည်သွားရလဲဆိုတော့ကျွန်တော်ခုပြပြပေးမယ်နံပါတ်3ချက်ပုံအခြေခံတယ်နံပါတ်3ချက်ကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ risk ယူနိုင်စွမ်းနဲ့ stress တွေပေါ်မှာဘယ်လောက်ထိ handle လုပ်နိုင်လဲဥမာကျွန်တော်ကအပြဿနာမရှိတော့တောင်း stress လောက်ကတော့ဒူဝီတာပဲခံတယ်လောကဓာတ်ကိုတောင်းချရပြတ်ရင်ဆိုင်နိုင်တယ်တယောက်တည်းလဲယက်တိရဲတယ်ယက်တိနိုင်တယ်တိတ်ပြဿနာမရှိဘူးအလွယ်တကူစိတ်လက်ကြတဲ့လူမျိုးတွေမှာမဟုတ်ဘူး strong ဖြစ်တယ်ဆိုတဲ့လူတွေကတော့ဒီ2ကိုချက်ချင်း join လို့အဆင်ပြေတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်ဒီ2ကိုတန်ပြီးတော့မ join ပါနဲ့ဒီ4ကိုပဲဥစားပေးပြီးတော့ join ဘာကြောင့်ဒီလိုပြောရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်ဥပမာကိုက topic ရှိတယ်စကားရပြီးသားဆိုရင်တော့မှကျွန်တော်ဘာသာစကားကိုဒီ D4 နဲ့6လလောက်အရင်တက်လိုက်မယ်D4 6လပြီးတော့မှ D2 ကို join မယ်ဒီလိုမျိုးကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးတယ်ပေါ့နော်သူ့ရဲ့ပုံစံစနစ်တကျဆိုရင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီထဲမှာအဓိကကျောင်း try တဲ့ထဲမှာအများစုဒီလူငယ်တွေဖြစ်တယ်18 20ဝန်းကျင်တွေများတယ်21 20အဲ့ပတ်ချလေးမှာလူတွေကပြီးပါမှာထွက်ရင်တွေ့ရမယ် stress တွေအတွေ့အကြုံတွေခက်ခဲမှုတွေအများစုကရင်ဆိုင်မှုဥပမာကျွန်တော်မြန်မာနိုင်ငံမှာကြီးပြင်းလာတဲ့တခြားမှာအဓိကအိမ်ကနေပြီးတော့ support လုပ်ပြီးတော့ပြုစုပို့ထောင်ပေးတဲ့အပိုင်းတွေမှာများအဲ့တော့တကယ်ခက်ရင်ဆိုင်ဘူးသေးဘူးလက်တွေ့ကြလောကကြီးအဲ့လိုလူမျိုးတွေကြတော့ဘလို့ဖြစ်လဲဆိုတော့တကယ်ပတ်ဝန်းကျင်ဘာသာစကားလည်းမတူကိုယ်ကိုယ်ယုံကြည်မှုလည်းမတူ culture လည်းလုံးဝမတူတဲ့ society တစ်ခု community တစ်ခုတခြားနိုင်ငံတစ်ခုဝင်ဆန်းလိုက်တဲ့အခါမှာဒူဝီတာပဲခံတဲ့လူမျိုးတွေကတိတ်ပြဿနာမရှိပေမဲ့ပုံမှန်လူတွေကကြတော့အစပိုင်းမှာအရင်စိတ်ညစ်သွားတတ်တာမျိုးရှိတယ်အရင်ဘယ်လိုပြောရမလဲခက်ဖြစ်သွားတယ်စိတ်ပိုင်းဆိုင်ရာမှာဘာကြောင့်လဲဆိုတော့ကျွန်တော်အနည်းဆုံးတော့ယာတိဥတုကိုကမတူတဲ့အတိုင်းတာတစ်ခုကြီးအများကြီးရှိတယ်အဲ့တော့တယောက်နဲ့တယောက်ဒီ risk ဒီ stress ခံနိုင်ပုံချင်းနေမတူအဲ့တော့ကျွန်တော်က D4 ကို6လလောက်တက်မယ် D4 6လလောက်တက်လိုက်ပြီဆိုလို့ရှိရင်ကိုရီးယားမှာသူတို့ရဲ့လူမျိုးတွေရဲ့ community ရဲ့ဒီ society ရဲ့ culture ကဘယ်လိုလဲဘာသာစကားတွေကိုဘယ်လိုသုံးတာလဲတွားရေးလာရေးမှာဘယ်လိုတွေရှိရလဲဒီနေ့စဉ်နေထိုင်မှုပေါ်မှာဥပမာပြကျွန်တော်တို့အမိုက်ပစ်တာအစဆေးလိပ်တောက်တာအစဘယ်လိုလုပ်ရမှာလဲဥပမာအမိုက်ပစ်တယ်ဆိုလို့ရှိရင်လည်းတော်တော်အစပိုင်းမှာလေ့ကျင့်ရမယ့်အပိုင်းတွေရှိသေးချာဂဂနလေးလာD4 မှာကကြတော့အရန်ကြီးစာနဲ့ပတ်သက်ပြီး stress မရှိဘာကြောင့်လဲဆိုတော့ကျွန်တော်ဘာသာစကားမတက်သေးတာဖြစ်တဲ့အတွက်ဘာသာစကားကိုသင်တာဖြစ်တဲ့အတွက်
ကျွန်တော်တို့ဒီဘာသာစကားနဲ့ပတ်သက်တဲ့ full scale ဝယ်လေ့လာရတာဖြစ်တဲ့အတွက် major အရင်မများသေးဘူးအဲ့တော့ကျောင်းနဲ့ပတ်သက်ပြီးတော့အရင် stress မရှိဘူးအဲ့တော့အချိန်ပေးပြီးတော့တက်ရတယ်အဲ့တော့အဲ့ဒီပိုင်းကအတားတယ်ပေါ့နော်ကျွန်တော်တို့ကဘာသာစကားကိုလည်းလေ့လာရင်းနဲ့တကယ် community ကိုလည်းတကယ် language ကြကိုဝင်ဆက်အဲ့တော့ဒီဘက်မှာလူတွေဘလို့လေပတ်လာဒီ society ဒီ community ကဘယ်လိုလေပတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်းဒီ culture ကိုဖြတ်တန်းပြီးတော့လေ့လာသင်ယူလို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ဒါဒီပိုကောင်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီ2ကြအဲ့လိုမဟုတ်ဘူးကျွန်တော်ဒီ2တက်လိုက်ပြီဆိုတာနဲ့ major တွေကလည်းအများကြီးပဲစားလည်းမလုပ်လို့မရဘူးဆိုတဲ့အတိုင်းတစ်ခုပါတယ်နောက်ပြီးလို့ရှိရင်ဆိုကိုယ်စကားကလည်းအဲ့လောက်မရထားဘူးဆိုလို့ရှိရင်အရန်ပင်ပန်းပြီးရင်ပညာရေးဆိုင်ရာအသုံးလုံးတွေအခေါ်ဟောတွေသက်ဆိုင်ရာ major တွေနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးတွေရှိပြီဆိုလို့ရှိရင်ခုနပြောသလိုကျောင်းမှာလည်းကျွန်တော်ကဒီ tech တို့ရဲ့ structure တွေရှိတယ်အဲ့တော့ thesis တွေလုပ်ရတယ် assignment တွေလုပ်ရတယ်ဒီလိုမျိုးပြီးလို့ရှိရင်မဖြစ်မနေလုပ်ပြရမယ် credit တွေပြအောင်လုပ်ရမယ်အပိုင်းတွေရှိတယ်အဲ့လိုမျိုးအပိုင်းတွေရှိတာဖြစ်တဲ့အတွက်ကျောင်းရဲ့ structure ကအများကြီးရှိတယ်အဲ့လူနေမှုဘဝရဲ့ structure ကိုလည်းကိုကအခုမှစာရောက်တာဖြစ်တဲ့အတွက် culture လည်းကောင်းကောင်းနားမလဲတော့အဆဆရဲ့ခက်ခဲအောင်ပဲလေ့လာသင်ယူရမယ့်အပိုင်းတွေအများကြီးရှိသေးတယ်ဒီရင်ဆိုင်ရမယ့်အခက်အခဲတွေအများကြီးရှိသေးတဲ့အပိုင်းမှာလည်းရှိတယ်အဲ့တော့ကျောင်းရောက်တော့လေကျောင်းရဲ့ stress ကအများကြီးရှိတယ်ဒီလိုမျိုးဆိုလို့ရှိရင်အရင်ခက်ခဲအဲ့တော့နှစ်ခုလုံးမှာ stress ကများနေတာဖြစ်တဲ့အတွက်တောင်းတန်းလို့ဆိုလို့ရှိရင်ပို့ပြီးတော့ခက်ခဲမယ်အထူးသဖြင့်အခုနဘာသာစကားမရဘူးဆိုရင်ပို့ပြီးတော့ခက်ခဲမယ်ဒီလိုမျိုးအတိုင်းတာရှိတယ်ဘာသာစကားရတယ်ဆိုလို့ရှိရင်တော့တိတ်ပြီးတော့ပြဿနာမရှိဘူးပေါ့နော်တော်တော်များများကြတော့ဘာသာစကားရနေလို့ရှိရင်လေးလာမင်းများပြီးတော့သင်ယူရတာလွယ်တယ်ကျောင်းမှာလည်းခုနပြောသင်တဲ့စာတွေကိုကိုကလိုက်နိုင်တယ်တချို့ကြတော့ရှိရမြန်မာပြည်မှာတော့ topic 5 6တွေရထားပေမဲ့တကယ်ဒီဘက်က society ရဲ့လေပတ်ပုံနားမလဲတဲ့အပိုင်းတွေရှိတယ်နောက်ပြီးတော့တကယ် community ဒီ communication ကိုကောင်းကောင်းမလုပ်နိုင်တဲ့အပိုင်းတွေလည်းရှိရပေါ့နော်အဲ့တော့ဆောင်းပွဲအတိုင်းလာရတော့6တွေ5တွေထွက်ထားပေမဲ့တကယ်ဒီပြောဆိုဆက်ဆံတဲ့နေရာမှာအဆင်မပြေတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီခါရောက်တော့ stress တွေများတယ်အဲ့တော့ကျောင်းမှာတကယ်သက်ဆိုင်ရာ major ရဲ့ပညာရေးတွေထဲဝင်လေ့လာတဲ့အခါမှာသူရဲ့ဒီခေါ်အသုံးလုံးတွေထပ်ပြီးလေ့လာတဲ့အပိုင်းတွေရှိတဲ့အခါကျတော့ stress ကအများကြီးတကယ်ရဲ့ stress လည်းရှိတယ်သူတို့အလုပ်ရဲ့ stress လည်းရှိတယ်အဲ့တော့နှစ်ခုလုံးပြိုင်ပြီးတော့နေရဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးခက်သွားနိုင်တယ်အဲ့တော့ဒီ4ကြတော့ကိုကအလုပ်လည်းလုပ်ကြည့်မယ်ဒီ community ရဲ့ culture တွေကိုလည်းလေ့လာမယ်ဘာသာစကားကိုလည်းလေ့လာသိယူမယ်အဲ့လိုအကြောင်းမှကြတော့အရင် strategy မရှိဘူးဒီ OHAC တန်းတွေမှာသင်တဲ့ဆရာမတွေကလည်းဒါယူနားလေးအတွက်သူဖိမှပြီးတော့ခေါ်တယ်ဒါပေမဲ့ကျွန်တော် university ကျတော့အဲ့လိုမဟုတ်ဘူးဆရာမတွေအဲ့လိုကြီးခေါ်နေမှာမဟုတ်ဘူးနိုင်ငံသားမှန်တော့သိတယ်ဒါပေမဲ့ OHAC တန်းဆရာမတွေလောက်တော့အရင် queue site ပေးပြီးနားလည်းပေးမှာမဟုတ်ဘူး university ကကျတော့ university ရဲ့ဒီ standard တစ်ခုနဲ့သွားတာပေါ့နော်အဲ့ဒီအတွက်ကိုကဒီအချက်တွေပေါ်မှာအဓိကစဉ်းစားပြီးတော့မှဒီ4 try ရမလားဒီ2 try ရမလားဆိုတာရွေးချက်တင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မျှဝေပေးခဲ့တာအခြေခံချက်3ချက်ရှိတယ်နံပါတ်1ကကိုယ့်ရဲ့ဘာသာစကား level ဘယ်လောက်ထိရှိနေလဲဒုတိယတစ်ချက်ကကိုရီးယားရဲ့ society ဒီ community ရဲ့ culture တွေကိုဘယ်လောက်ထိနားလည်ထားလဲဘယ်လောက်ထိပေါင်းပတ်သက်ဖို့လဲတတိယတစ်ချက်ကတော့ဒီ strat တွေကိုကိုကဘယ်လောက်ထိဖြည့်ရှင်းနိုင်တဲ့လူမျိုးလဲဒဏ်ခံနိုင်တဲ့လူမျိုးလဲဘယ်လောက်ထိလက်ခံနိုင်တဲ့လူမျိုးလဲဆိုတဲ့ပုံကမူတည်ပြီးတော့မှကျွန်တော်တို့ဒီ4ရွေးရမလားဒီ2ရွေးရမလားဆိုတာကွဲပြားသွားလိမ့်မယ်ကျွန်တော်တို့တရားတွေကိုအခြေခံပြီးအဆုံးဖြတ်ပါလို့အကြံပေးခြင်းတယ်အဲ့တော့အချိုးရှင်းလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီ4တွေဒီ2တွေနဲ့ပတ်သက်ပြီးတော့စုံစမ်းခြင်းနဲ့ပြင်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် agency ကိုဆက်သွယ်လိုက်ပါကျွန်တော် agency page ကိုဆက်သွယ်ပါအဲ့တော့အများကြီးကျွန်တော်တို့ထောက်ကူပေးပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်